အားလုံးပဲမင်္ဂလာပါရှင်စိတ်ထော့စောနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ပိုးချဖြူခင်ထက်တာလွန်တာကြောင့်အလုပ်တွေပြုလုပ်ပြီးတော့အရေးပေါ်စင်းရုံတင်လိုက်ရတဲ့မြတ်သူရဲ့အကြောင်းလေးကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်မြတ်သူကတော့လက်ရှိမှာအရေးပေါ်စင်းရုံတင်ထားရတာလည်းဖြစ်ပါတယ်အခုလိုအရေးပေါ်စင်းရုံတင်လိုက်ရတာကသွေးပေါင်တွေတော်တော်လေးကိုထိုးကျနေတာကြောင့်ဖြစ်ပါတယ်အလုပ်တွေကိုအသေးအံလုပ်ပြီးပိုးချဖြူခင်တဲ့တာလွန်ကျင်တာကြောင့်အခုလိုစင်းရုံတင်လိုက်ရတာလည်းဖြစ်ပါတယ်အရင်ကစင်းရတဲ့ဘဝကနေလာရတာကြောင့်နောက်ထပ်စင်းရဲဖို့အတော်လေးကြောက်နေပြီးစိုးရိမ်နေတာကြောင့်အခုလိုသွေးပေါင်တွေကျပြီးစင်းရုံတင်လိုက်ရတဲ့အထီကိုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်မြတ်သူနဲ့မင်းသမီးပိုးချဖြူခင်တို့ကတော့တယောက်ကိုတယောက်အမြင်ကြိုင်ဆိုင်နေတယ်လို့ထင်ရပါတယ်မြတ်သူကလည်းပိုးချဖြူခင်အိမ်အောင်ပြုပြီးမကြခင်မှာပဲအိမ်အောင်ပြုသွားပြီးလက်ရှိမှာတော့စိတ်ဆိုင်တစ်ခုကိုဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်အရန်ကိုချမ်းသာခြင်းပြီးပြည့်စုံတဲ့စိတ်များကြောင့်အလုပ်တွေကိုနှိမ့်မညမဲ့စူးစမ်းနေကြတာလည်းဖြစ်ပါတယ်ယောက်ျားလုပ်သူကအများကြီးထောက်ပံ့ခဲ့ပေမဲ့တကယ်တမ်းအလုပ်တွေကိုအစမတန်စူးစမ်းနေတာကတော့မြင့်သူပါအရင်လပိုင်းကတော့အိမ်တော်ကြီးအဆင်မပြေဘူးဆိုတဲ့သတင်းတွေကထပ်ပေါ်နေခဲ့ပါတယ်ဒါပေမဲ့မြင့်သူကတော့သူတို့အိမ်တော်ကြီးအဆင်ပြေတဲ့အကြောင်းတွေကိုပြန်လည်ရှင်းပြထားတာလည်းတွေ့ရှိရပါတယ်ရှင်